မင်္ဂလာပါကျွန်ုပ်တို့သည်လက်ရှိတွင်ပြင်းထန်သောပြိုင်ဆိုင်မှုရှိသောလူဖွဲ့စည်းတွင်နေထိုင်နေကြပါသည်နေ့ရောညပါငါမှသာပိုက်ဆံရှိရင်ပြဿနာအားလုံးဖြေရှင်းနိုင်မှာပဲဟူသောအတွေးကိုအသေးအတန်စုပ်ကင်ထားသောအခါပိုက်ဆံကိုယ်တိုင်ကကျွန်ုပ်တို့၏ဖျားသခင်ဖြစ်လာသည်သို့မဟုတ်အာဏာနှင့်ကြော်ကြားမှုသည်ကျွန်ုပ်တို့ကိုကာကွယ်ပေးမိတိုင်းလွှားများကဲ့သို့ခံစားရနိုင်သည်အဲ့အရာအားလုံးငွေအာဏာနှင့်စွမ်းအားရှင်ဝါဒဒီအာရှုရိဘရင်မိခိုခဲ့သောအစွမ်းမဲ့သောရုပ်တုနေရောနှင့်တူသည်သို့သောကျွန်ုပ်မေးလိုသည်တင်ဘဝတွင်ရုတ်တရက်ကြက်တဲများဆိုက်ရောက်လာသောအခါတင်ပိုင်ဆိုင်ထားသမျှအရာအားလုံးသည်တင့်ကိုအမှန်တကယ်ကဲတင်နိုင်ပါသလားမတက်နိုင်ပါ၏အရာအားလုံးသည်နောက်ဆုံးတွင်ကျွန်ုပ်တို့ကိုပုံမနှဆိုင်သောစိတ်ပြအားငယ်မှုတွေသို့ဆွဲချသွားစေပါသည်အာရှုရိဘရင်စေနာခရိတ်သည်မိခိုအားထားသောစစ်အင်အားဖြင့်အသက်ရှင်တော်မူသောဖျားသခင်၏နာမတော်ကိုပြည့်ရပြုခဲ့သည်သို့သောသူသည်အယုံကြည်ဆုံးသောနေ့ရောနှကုန်းနာမိသားများသားဖြင့်ထိုး၍အဆုံးသတ်ခဲ့ရသည်4ရာဇဝင်ကျုပ်ဆက်ကို30ခုနှစ်သူ၏မာနသည်သူယုံကြည်ဆုံးဟုထင်ခဲ့သောရုပ်တုရှိတွင်အဆုံးသတ်ခဲ့ရသည်ကျွန်ုပ်၏ချစ်လှစွာသောမိတ်ဆွေများစေနာခရိတ်ထက်များစွာပို၏မာနကြီးပြီးစွမ်းအားကြီးသောအင်အားစုတစ်ခုသည်ကျွန်ုပ်တို့၏အသက်တာကိုအုပ်စိုးနေသည်ရင်းမှပြည့်နှစ်သေးခြင်း၏အာဏာပင်ဖြစ်သည်ပြည့်အာဏာသည်ကျွန်ုပ်တို့ပိုက်ဆံနှင့်ယာရုကိုဆွဲလန်းတိုင်းကျွန်ုပ်တို့ကိုဖျားသခင်နှင့်ဝေးကွာစေကနောက်ဆုံးတွင်ထာဝရပျက်စီးခြင်းစီသို့ဆွဲခေါ်ရန်စာတန်၏ကောက်ကျစ်သောအကြံအစီဖြစ်သည်လောကအားမာနကြီးသောစွမ်းအားအလုံးသည်ရပြည့်နှစ်သေးခြင်း၏လက်နက်ကိုအသုံးပြုကြသည်သို့သောပြည့်အင်အားကြီးမားသောစွမ်းအားကိုလုံးဝအောင်နိုင်သောသူမှာတဦးတည်းသာရှိသည်ယေရှုခရစ်ဖြစ်သည်ယေရှုသည်လောကဘုရင်များကဲ့သို့မိမိရဲ့စွမ်းအားကိုကြွားဝါခြင်းမရှိပါယင်းစားဖျားသခင်၏ပလင်တော်ကိုစွန့်ပယ်ပြီးအနှိမ်ဆုံးနှင့်အပမာခံဆုံးလူသားနေရာကိုနှိမ့်ချစွာဤမြေပေါ်သို့ကြွလာခဲ့သည်ထိုနှိမ့်ချမှုသည်အဆိုးရွားဆုံးဟုထင်ရသောလက်ဝါးကပ်တိုင်ပေါ်အသေးခံခြင်းတွင်အထွတ်အထိပ်သို့ရောက်ခဲ့သည်လောကကထိုသေးခြင်းကိုရှုံးနိမ့်ခြင်းဟုပြည့်ရပြုခဲ့တော်လဲထိုလက်ဝါးကပ်တိုင်ပေါ်မှပင်ယေရှုသည်အပြစ်နှင့်သေးခြင်း၏အာဏာကိုလုံးဝချိုးဖျက်ခဲ့သည်ရှင်ပြန်ထမြောက်ခြင်း၏အောင်ပွဲသည်ယေရှုတဦးတည်းသာစစ်မှန်သောဖျားသခင်ဖြစ်ပြီးကျွန်ုပ်တို့၏တဦးတည်းသောကယ်တင်ရှင်ဖြစ်သည်ဟူသောတိကျသေးချာသည့်တသက်ဖြစ်လာခဲ့သည်မိတ်ဆွေများကျွန်ုပ်တို့၏ကြိုးပမ်းအားထုတ်မှုများပိုက်ဆံအရေးချင်းများသို့မဟုတ်အခြားသောခေတ်သစ်နေ့ရောတစ်ခုခုနှင့်မျှကျွန်ုပ်တို့သည်အပြစ်နှင့်သေးခြင်း၏အာဏာမှမိမိကိုယ်မကယ်တင်နိုင်ပါယေရှုခရစ်အားဖြင့်သာလျှင်ကျွန်ုပ်တို့သည်ဤမာနိုင်နေရာမှလွတ်မြောက်ပြီးစစ်မှန်သောဖျားသခင်ထံသို့ချဉ်ကပ်နိုင်ပါသည်ယခုကျွန်ုပ်တို့စိတ်ပြအားငယ်ဖို့မလိုတော့ပါကျွန်ုပ်တို့အားကိုးခဲ့သောပိုက်ဆံနှင့်ယာရုများပြိုလဲသောဘဝ၏အမောင်ဆုံးအခိုက်အတန့်များတွင်ပင်ယေရှုခရစ်တဦးတည်းသာကျွန်ုပ်တို့၏ထာဝရကယ်တင်ခြင်းနှင့်မျှော်လင့်ခြင်းဖြစ်တော်မူသည်အချိန်နှင့်တင်တို့၏ဝင်ထုတ်ဝင်ပိုးအားလုံးကိုချထားရန်နှင့်ကျွန်ုပ်တို့အတွက်မာနကြီးသောစွမ်းအားအားလုံးကိုချိုးဖျက်ခဲ့သောယေရှုခရစ်၏နာမတော်ကိုမိခိုအားထားလျက်ထာဝရအသက်နှင့်ငြိမ်သက်ခြင်းကိုပေးသနာသောစစ်မှန်သောဖျားသခင်နှင့်တွေ့ဆုံမိဝတ်ပြုရာနေရာသို့ထွက်လာကြပါရန်ဆန္ဒပြုပါသည်